အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့တငယ်ချင်းကတောင်ကျောဝလေးပေါ်မှာလမ်းလျှောက်ရတာပြောဖို့ကောင်းနေလိုက်ခဲ့ပါလားဆိုပြီးခေါ်လို့ဟာကိုနယ်ဘက်မှာရှိတဲ့တောင်လေးစီတွားဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်ကတွားခဲ့တဲ့ခင်းတို့ခီယာမနဲ့တိတ်မဝေးတဲ့မျောချင်းကတာကဲ hiking vlog လေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်ကတော့ဟာကိုနဲ့ယူမှုတို့ကတွားပင်မဲ့ဒီတစ်ခေါက်မှာတော့အိုရာဝါရာအေခီယာနေပြီးတော့ဘတ်စကားစီးမှာဖြစ်ပါတယ်အိုရာဝါရာအေခီရဲ့ East Exit မှာဘတ်စကားစီးလို့ရပါတယ်။ဥဝဲနိုတိုကျိုလိုင်းရှောင်းနန်းရှင်ကျူကူလိုင်းစီးတဲ့လူတွေကဒီအပေါက်ကလေးရထွက်ရမှာပါ။စီးရမယ့်ဘတ်စကားကတော့ E4 တိုကန်တိုင်ကိုရောက်တဲ့ဘတ်စကားစီးရမှာပါ။တကယ်တဲ့နေ့ကလူတွေတကယ်များပါတယ်။စကားဂိတ်မှာတန်းစီနေတဲ့သူတွေများနေလို့မတက်ရပြီးတော့ပဲစီးလိုက်ပါတယ်။ရာဂီနော်ရှီရှောမရဲ့မှာဆင်းမှာပါ။ဘတ်စကားဂိမ်းမှာ7-11တွေ့ဆိုရင်တော့မှန်ပါတယ်။အချင်းကဒါကဲကိုတက်ဖို့အတွက်ဆိုလို့ရှိရင်ကြောကြီးဆိုရဲဖះเจ้าကနေပြီးစတဲ့လမ်းကြောင်းနဲ့အခုဒီမီယာဂီနူဆိုတဲ့လမ်းကြောင်းကိုအစဉ်ပြေတဲ့လမ်းကြောင်းကနေတွားလို့ရပါတယ်။ကိုရွေးချယ်တဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့အသွားပြန်4နာရီကနေပြီး6နာရီလောက်ကြာပါတယ်။ beginner သမားတွေဆိုရင်တော့ဖះเจ้าကနေတက်တင်တယ်လို့လည်းသိရပါတယ်။ဖះเจ้าကသွားတဲ့လမ်းကပို့ပြီးတော့လည်းနမဲကြီးတယ်လို့လည်းသိရပါတယ်အခုဒီတစ်ခေါက်သွားခဲ့တဲ့လမ်းကတော့နည်းနည်းခက်ပင်မဲ့ကျူကင်ရပို့ပြီးလှတယ်လို့လည်းပြောကြပါတယ်အခုဒီနေရာလေးကနေမျိုးချင်းကတာကဲသွားဖို့ဆိုရင်လမ်းလျှောက်မိနစ်60ကြာမှာဖြစ်ပါတယ်အခုလိုလမ်းအစမှာဆိုရင်ကြောက်တုံးလမ်းလေးတွေတတော်လမ်းလေးတွေကိုဖြတ်ရပါတယ်ဘေးမှာလည်းလူနေအိမ်တွေရှိပါတယ်ပိုရီတက်လာတာတော်တော်လေးခီးရောက်နေပြီလို့ထင်နေကြတာပေါ့နော်ဒါပေမဲ့ဆိုင်းဘုတ်ကြည့်လိုက်တဲ့အခါမှာတောင်တက်လာတာမိနစ်20ပဲရှိပါသေးတယ်တောင်ထိပ်ရောက်ဖို့အတွက်နောက်ထပ်80မိနစ်ထပ်တက်အောင်ပါတောင်တက်နေတဲ့လမ်းမှာအိုရာဆန်ဖွက်ထားတဲ့1 piece ရဲ့ရတနာပုံးကိုရှာဖွေတွေ့ရှိသွားပါတယ်ယေးနိုင်ဘက်ကိုလေးနဲ့မြောက်သူတို့ဘာလို့နိုင်ဘက်ကိုလေးနဲ့မြောက်နေရလို့မသိပါဘူးကဲအခုတော့နောက်ထပ်30မိနစ်ပဲလို့ပြောပြီးတော့45မိနစ်နဲ့တိုးတဲ့အုပ်စုဖြစ်ပါတယ်။ဘာလို့လဲနောက်ထပ်နိုင်ဝက်လို့ပြောရတဲ့တယောက်ကပြောင်းနေလမ်းမှာလှမ်းမြင်နေတဲ့တောင်ကတော့စိုးဝန်းစမ်းပဲဖြစ်ပါတယ်။ကျက်ဝမဲတောင်လို့ပြောလို့ရှိရင်လူပိုသိကြမယ်လို့ထင်ပါတယ်။လမ်းကတော့အခုလိုမျိုးတက်ရတဲ့လမ်းတွေကပိုများပါတယ်။ဆာကူရာတွေတော့ရှိပေမဲ့တော်တော်များများကျွေကုန်ကြပါပြီ။တချို့နေရာတွေမှာလည်းဆာကူရာအဖြူလေးတွေကျန်နေပါသေးတယ်။တကယ်လို့ဒါရှေ့တစ်ပတ်ကလာဖြစ်ခဲ့ရင်တော့ပို့ပြီးလှနေမယ်လို့ထင်ပါတယ်အခုဒီလမ်းလေးလျှောက်ရင်းနဲ့ဒီတောင်ရဲ့ပုံမြင်လေးအကြောင်းပြောပြချင်ပါတယ်မျောချင်းကဒါကဲဆိုတဲ့ခန်းကြီးမှာခါမီဆိုတဲ့ခန်းကြီးပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီတောင်ကနတ်ဖျားတွေတရှိရဲ့တောင်ဆိုပြီးတော့လည်းယုံကြည်ထားကြပါတယ်အန်ကူဆိုတဲ့နတ်ကစောင့်ရှောက်ထားတယ်လို့လည်းယုံကြည်မှုတွေရှိကြပါတယ်တောင်ထိပ်မှာရေးထားတဲ့မှတ်တမ်းတွေအရဆိုရင်မျောချင်းကဒါကဲကဟာကိုနဲ့ရဲ့ဂိုင်းလင်းဆန်းလို့ခေါ်တဲ့အပြင်ဘက်ကနေဝင်ရနေတဲ့တောင်တလုံးထဲမှာလည်းပါပါတယ်ခင်းသူခီဆန်ကလည်းဂိုင်းလင်းဆန်းရဲ့တစ်ခုဖြစ်ပါတယ်ရှင်းနှစ်ပေါင်းများစွာခန့်ကမီးတောင်ကြီးပောက်ကွဲပြီးတော့လူတောင်တွေဖြစ်ပေါ်လာတယ်လို့လည်းသိရပါတယ်ဒီလမ်းဟာဆိုရင်လည်းဂျပန်ရဲ့ဒန်နာရီလာစစ်တရေကောင်တအူးဖြစ်တဲ့ယာမာတိုတာကဲရုဆန်ကအရှေ့ဘက်ကိုတိုက်ခိုက်သွားတဲ့လမ်းလို့လည်းသိရပါတယ်ဒီတောင်ရဲ့မြေပြိုကျတဲ့လမ်းနေရာတွေမှာအများဆုံးပေါက်နေတဲ့အပင်ကဖူဂျီအာဇာမီလို့ခေါ်တဲ့အပင်ကြီးပဲဖြစ်ပါတယ်။အခုပြောပြသွားတဲ့အကြောင်းကြီးကတောင်ထိပ်ကဆိုင်းဘုတ်လေးမှာရေးထားတဲ့အကြောင်းကြီးပဲဖြစ်ပါတယ်။ခုဒီလမ်းလေးကိုဖြတ်ပြီးတာနဲ့တောင်ထိပ်ရောက်တော့မှာပါ။သွားခဲ့တဲ့နေ့ကတာယာတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့တဲ့အတွက်ပတ်ဝန်းကျင်ကိုလည်းကြည်ကြည်လင်လင်မြင်ရပါတယ်။အခုဒီဆိုင်းဘုတ်လေးရဲ့ဟိုဘက်ကိုကြော်ပြီးကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒါပင်လယ်ကြီးပဲဖြစ်ပါတယ်ခုနကတက်လာတဲ့လမ်းတစ်လျှောက်မှာဆိုရင်ဒီပင်လယ်ကြီးကိုလှမ်းမြင်ရမယ်ဆိုတာလုံးဝမသိခဲ့ဘူးပေါ့နော်ခုနနေရာလေးကိုကြော်ပြတ်လိုက်တယ်ဆိုရင်တော့တောင်ထိပ်ကိုရောက်ပါပြီ
တောင်ထိပ်မှာထိုင်လို့ရတဲ့ခုံလေးတွေလည်းထားပေးထားပါတယ်စားတောက်ဆိုင်ဘာညာမရှိတဲ့အတွက်ရေနဲ့စားတောက်စရာတွေကိုယူသွားတင်ပါတယ် Come with me and you'll be in a world of pure imagination. Take a look and you'll see into your အခုတော့မျိုးချင်းကဒါကဲရဲ့တောင်ထိပ်ကိုရောက်ပါပြီဒီမျိုးချင်းကဒါကဲကဖူဂျီဆန်ကိုပို့ပြီးနီးနီးကပ်ကပ်မြင်နေရတယ်လို့လည်းစိတ်ထဲမှာထင်ပါတယ်ကဲအခုကတော့ lunch break ပဲဖြစ်ပါတယ်စားဖို့တောက်ဖို့လှုပ်လိုက်စားတောက်ရင်းနဲ့ရည်စရာတွေပြောလိုက်နဲ့ပျော်ရွှင်စရာချိန်လေးဖြစ်ခဲ့ပါတယ်တောင်ပေါ်မှာအချိန်တစ်ခုဒီအနာယူပန်းဖြေလို့ပြီးသွားရင်တော့တောင်အောင်ဆင်းတော့မှာပါ2 နာရီခွဲလောက်မှတောင်အောင်စာဆင်းကြပါတယ်လှမ်းမြင်နေရတာကတော့အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးဟိုဘက်မှာပင်လယ်ကြီးဘာဝတရားကြီးကတကယ်အံ့ဩဖို့ကောင်းပါတယ်ဟိုးရင်တော့တောင်တစ်လုံးရှိရဲ့သူကပောက်ကွဲသွားတဲ့အခါမှာဘေးနားမှာတခြားတောင်ကြီးအများကြီးဖြစ်ပေါ်လာပြီးတော့အလယ်မှာဂျိုင်ဝမ်ကြီးတစ်ခုဖြစ်နေခဲ့ပါတယ်အိုးဝခုဒနီလို့ခေါ်တဲ့ကြက်ဝက်မဲတောင်ရောက်လို့ရှိရင်လည်းအကုန်လုံးမြင်ဘူးကြမှာပါအငွေ့တွေထွက်နေရမျိုးပေါ့နော်အဲဒါကြောင့်မို့လို့ဒီအောက်ထဲမှာတေချာပေါင်းမီးတောင်ရှိနေဆိုတာကိုသိနိုင်ပါတယ်ပြန်လမ်းမှာတော့ဖွဲ့သူဖွဲ့သားအလုံးကတက်ကြွတဲ့ခြေလမ်းတွေနဲ့အိမ်ပြန်နေကြပါပြီကဲဘစကားကြီးပြန်ရောက်ပါပြီ bonus အနေနဲ့လမ်းမှာကင်မရာစမ်းတာလေးထည့် I think people gain a tremendous amount of wisdom when they travel, when they wander, when they allow themselves, as I did, to get lost, and maybe you'll find yourself somewhere. ပြန်มาလဲလာတော့ကလူဘစကားစီးပြီးတော့ရထားကြီးအောင်ပြန်ခဲ့ပါတယ်ပြန်ရတော့မယ်ယေအားလုံးဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်